こんにちは。何かお手伝いできることがあれば教えてくださいね。どうしましたか？何々よと何々みたいの文法についてその2つの違いがわからないんですけども、例文で簡単に説明してくれますか？もちろんです。何々用と何々みたいにの違いを簡単に説明しますね。何々用は何かを見たり聞いたりしてその様子や状態を推測するときに使います。Hello အားလုံးပဲမင်္ဂလာပါ Kisana Plus ကဝေးပဲဖြစ်ပါတယ်ကျမဒီနေ့ဒီဗီဒီယိုမှာဆိုလို့ရှိရင်ဘာအကြောင်းကိုပြောပြပေးမလဲဆိုလို့ရှိရင်ပေါ့နော်ဒီအရှိဗီဒီယိုမှာတော့ငါဆိုလို့ရှိရင်ဂျပန်စာပေါ့နော်ဒီ JLPT N3 တို့ N2 တို့ level ပေါ့နော်ဒီ certificate တွေကိုကင်ထားပြင်မဲ့ဂျပန်စကားကတော့အဲ့လောက်ထိမပြောနိုင်ပေါ့နော်အဲ့လို basic level ပဲရှိရဲနီချီကျော်ခိုင်ဝါဆိုရပေါ့နော်ဒီ daily conversation level လောက်ပဲပြောနိုင်နေဆိုတဲ့လူတွေအတွက်ကို sharing လုပ်လို့ရတယ်ပေါ့နော်ဒီနီလန်းရေပြီးသွားလို့ရှိရင်ဒီ ChatGPT တို့လိုမျိုးပေါ့နော်ဒီလို AI တွေကိုသုံးပြီးတော့လေဒီ speaking practice လုပ်လို့ရတယ်ဆိုတာလေးကိုနည်းနည်းလေးပြောပြခဲ့တယ်ပေါ့နော်အဲ့တော့ဒီနေ့ဒီဗီဒီယိုမှာဆိုလို့ရှိရင်တော့ဒီ ChatGPT တို့လိုမျိုးပေါ့နော် AI အနေနဲ့ဒီ speaking practice ကိုဘယ်လိုမျိုးလုပ်မလဲဆိုတာကိုအသေးစိတ်နမူနာအနေနဲ့လုပ်ပြမှာဖြစ်ပါတယ်အဲ့တော့ဒီ shadowing ကတော့ဒီလိုမျိုးတစ်နေ့ကိုတစ်နာရီလောက်အနည်းဆုံးနဲ့တဖြည်းဖြည်းပေါ့နော်အချိန်တိုးတိုးပြီးတော့ပုံမှန်လုပ်သွားပေးပေါ့နော်အဲ့ဒီတစ်ဖက်မှာလည်းဒီလိုမျိုး AI နေသုံးပြီးတော့ပေါ့နော်ဒီ speaking practice လုပ်တာတွေကိုလုပ်သွားမယ်ဆိုလို့ရှိရင်3-5 လလောက်ကြာတဲ့အခါမှာကိုယ့်ရဲ့ဒီ speaking skill ကမျက်ဝါးထင်ထင်နဲ့ကိုတိုးတက်လာတာကိုမြင်ရလိမ့်မယ်ပေါ့နော်အဲ့တော့ဒီနေ့ဒီဗီဒီယိုမှာဆိုလို့ရှိရင် AI နဲ့ဘယ်လိုမျိုးဒီ speaking practice လုပ်မလဲဆိုတာကိုဒီနေ့ဒီဗီဒီယိုထဲမှာ role play အနေနဲ့ကျွန်မလုပ်ပြပြီးသွားမှာဖြစ်ပါတယ်အဲ့တော့ဒီမှာဆိုလို့ရှိရင်ဒီဗီဒီယိုထဲမှာဆိုလို့ရှိရင် pattern 3ခုနဲ့လုပ်ပြမယ်လို့စဉ်းစားထားတယ်ပေါ့နော်ပထမဦးဆုံး pattern ကကြတော့ကိုကဒီလိုမျိုးဒီပြင်းနေတဲ့အခါမျိုးတွေပေါ့နော်လုံးဆရာမရှိတဲ့အခါမျိုးတွေမှာဘာရဲမဟုတ်ဒီအလာဘာတလာဘာ ChatGPT နဲ့စကားပြောတဲ့ပုံစံလေးပေါ့နော်အဲ့ဒီပုံစံလေးကိုအရင်ဦးဆုံးလုပ်ပြမှာဖြစ်ပါတယ်အဲ့တော့ကြည့်လိုက်ကြရအောင်မှာဦးဆုံးပေါ့နော်ဒီမှာဆိုလို့ရှိရင်ဒီ ChatGPT ပေါ့နော်ဒီဟာကကြတော့ဒါ iPhone မှာဆိုလို့ရှိရင်တော့ဒီလိုပုံစံလေးပေါ့နော် iPhone မှာဆိုလို့ရှိရင်တော့ဒီ Apple Store မှာဆိုလို့ရှိရင်ဒီ ChatGPT လို့ရိုက်ပြီးတော့ပေါ့နော်ဒီမှာ ChatGPT လို့ရိုက်ပြီးတော့ဒါလေးကို install လုပ်လို့ရတယ်ပေါ့နော်ဒီ Android တွေမှာဆိုလို့ရှိရင်လည်းသက်ဆိုင်ရာ download ဆွဲတဲ့နေရာတွေမှာ ChatGPT လို့ရိုက်ပြီးတော့သွားပြီးတော့ရှာလို့ရတယ်ပေါ့နော်အဲ့တော့အဲ့ဒါလေးကိုနည်းနည်းလေးကိုယ့်ရဲ့အကောင့်လေးဖွင့်ထားပြီးတော့ login ဝင်နေဆိုလို့ရှိရင် login လေးဝင်ဖို့တော့လိုတယ်ပေါ့နော်အဲ့တော့ဒီမှာဆိုလို့ရှိရင်ဒီ down လေးမှာစကားပြောတဲ့ဟာလေးရှိရပေါ့နော်အဲ့ဒါလေးကို click လိုက်ပြီးတော့ပေါ့နော်ဒီလိုမျိုးအဆက်လေးပေါ်လာမယ်အဲ့ခါကျလို့ရှိရင်စကားပြောလို့ရတယ်အဲ့တော့အခုစပြီးတော့စကားပြောကြည့်မယ်ပေါ့နော်အဲ့တော့စပြီးတော့သူနဲ့စကားပြောကြည့်မယ်ပေါ့နော်အခုပဲဘာပြောရင်ကောင်းမလဲဆိုပြီးတော့စဉ်းစားနေတဲ့ယာခိနိကုအကြောင်းလေးပေါ့နော်ဒီတစ်ပတ်ယာခိနိကုသွားစားဖို့စဉ်းစားထားတော့ယာခိနိကုအကြောင်းလေးမေးမလားဆိုပြီးတော့အခုပြောကြည့်မယ်ပေါ့နော်こんにちはちょっと聞きたいことがありますこんにちは。どうぞ何でも聞いてくださいね。焼肉屋って一人で行くのおかしいんですかね。全然おかしくないですよ。最近は一人焼肉を楽しむ人も増えています。自分のペースで好きなものを楽しめるので、むしろ楽しいと思いますよ。一人用の焼肉屋って増えてきてるんですか？でもほとんどのお店は一人用のカウンター席みたいなものがあるんですけど焼肉屋って全部テーブル席だと思うんですけどどうですかね？確かに焼肉屋さんといえばテーブル席が多いイメージがありますよね。でも最近は一人でも気軽に楽しめるカウンター席を提供するお店も増えてきています。特に大都市圏では一人焼肉専門のお店やカウンター席を設けているお店もあるので探してみると良いかもしれませんよ。そうなんですが、例えばどんなお店ですか？おすすめとかあれば教えてください。例えば焼肉大工というチェーン店は一人焼肉を気軽に楽しめるカウンター席が特徴です。また東京や大阪のような大都市では個人経営の焼肉店でも一人用のカウンター席を用意しているところが増えています。
口コミやレビューサイトをチェックして一人でも入りやすいお店を見つけると良いですよ。あ、そうなんですね。なんか東京にあるおすすめの焼肉屋さんがあれば教えてください。東京には一人焼肉を楽しめるお店がいくつかありますよ。例えば焼肉ライクは全国展開していて東京にもたくさん店舗があります。また一輪というお店も一人焼肉にぴったりで落ち着いた雰囲気の中で楽しめます。ぜひレビューをチェックして自分に合ったお店を見つけてくださいね。あ、そうなんですね。ありがとうございます。助かります。ကဲဒါကတော့သူ့ကိုစာစတန်းပေါ့နော်ဒီလိုမျိုးအလာဘာတလာဘာမေးရဖြစ်ပါတယ်အဲ့တော့ဒုတိယပတ်တန်အနေနဲ့ဘာလေးကိုမေးကြည့်မလဲဆိုလို့ရှိရင်ကိုကဒီစာလေ့လာနေတဲ့အချိန်မှာပေါ့နော်ကိုလေ့လာနေတဲ့ဒီ grammar တွေ vocab တွေပေါ့နော်နားမလည်တာတွေနဲ့ပတ်သက်ပြီးတော့သူတို့ရဲ့ဒီအဓိပ္ပာယ်တွေပေါ့နော်အဓိပ္ပာယ်တွေနဲ့ပြီးတော့လို့ရှိရင်ဒါကိုဘယ်လိုသုံးရလဲဆိုတာနဲ့ပတ်သက်ပြီးတော့မေးကြည့်ကြည့်မယ်ပေါ့နော်こんにちは。何かお手伝いできることがあれば教えてくださいね。どうしましたか？今、日本語の、勉強をしてるんですけども、わからないことが一つあります。何々よと何々みたいの文法について、なんかその二つの違いがわからないんですけども、例文で、簡単に説明してくれますか？もちろんです。何々用と何々みたいにの違いを簡単に説明しますね。何々用は何かを見たり聞いたりしてその様子や状態を推測するときに使います。例えば、彼は疲れているようだというと、彼の様子から疲れていることを推測している感じです。一方、何々みたいには何かが他のものと似ている様子を表現するときに使います。例えば、彼は犬みたいに走る。走り方が犬のように見える。あの人は先生みたいだ。見た目や態度が先生のように見える。どうですか？理解しやすかったでしょうか？あ、わかりました。ありがとうございます。ကဲအဲ့ဒါဆိုလို့ရှိရင်နောက်ဆုံးပတ်သက်အနေနဲ့ဒီနောက်တစ်ပတ် interview ဖြေမှာပေါ့နော် interview ဖြေမဲ့အခါမှာသူ့ interview မေးခွန်းနေပေါ့နော်ဒီမေးခွန်းဆိုရင်တော့ဒီလိုပုံစံမျိုးနဲ့ဖြေမယ်အဆင်ပြေလားဆိုတဲ့ဥစ္စာမျိုးကို feedback ပေးခိုင်းတာပေါ့နော်အဲ့လိုမျိုးပုံစံမျိုးနဲ့ပေးခိုင်းကြည့်ကြည့်မယ်ပေါ့နော်こんにちは。来週、転職の面接があります。いろいろ準備していて、長所についてどういうふうに答えれば、一番いいかわからなくて、まず、私の長所を言いますので、それに対して、フィードバックしてください。まず長所を言いますね。私の長所はですね、共感性が高いところです。例えば誰かが困っていると、自分のことのように感じたり、あと相手の話に対してちゃんと聞いて否定せずに受け止めたり、あとは、相手の立場になって物事を考えられたりっていうことが私の長所です。どうですか？こんにちは、ニンさん。面接の準備、お疲れ様です。長自己紹介の内容に関してフィードバックさせていただきますね。あなたの共感性が高いという長所の説明はとても素敵ですし、実際に大きな強みになるポイントです。ですが、面接で印象をもっと強く残すためには、以下のように少し具体的にするといいかもしれません。具体的なエピソードを加える。誰かが困っていると自分のことのように感じると言っていますが、具体的な例を入れるとより説得力が増します。例えば、職場で誰かが困っていたとき、どう共感を示したのか、どんな行動をとったのかを少し加えてみてください。例えば、前の職場でチームメンバーが仕事で困っていたときに彼の立場に立って一緒に解決策を考えました。具体的には、の強みがどう仕事に活かせるかを伝える。共感性が高いというのは素晴らしい能力ですが、
それがどう仕事で役立つかをつなげて話すとよりいいです。例えば、チームワークや顧客対応で活かせるという点を伝えると、面接官に具体的なイメージを持ってもらえます。この共感力を生かして、チームの一員として円滑にコミュニケーションを取ったり、顧客との信頼関係を築いたりすることが得意です。少し自信を持って話す長所を伝えるとき、少し自己肯定感を持って自信を持って話すと、面接官によりいい印象を与えます。私の長所はという部分を、例えば私の強みはというふうに自分をしっかりと主張すると良いです。これを踏まえて次のように話してみるといいかもしれません。私の強みは共感性の高さです。例えば、職場で同僚が困っているとき、相手の立場に立って一緒に問題を解決しようとしたり、何か悩みを聞くときには、まず相手の気持ちをしっかり理解しようと心がけています。この共感力は、チームワークや顧客対応においても大切だと考えていて、どちらの場面でも信頼を築くために役立ってきました。このように具体的な例と結びつけて話すと、面接官に強い印象を与えることができますよ。他にも気になる点があれば、ぜひ教えてくださいね。ありがとうございます。哇လုံးဝတော့ဗောနော်ဒီပြောရတဲ့အားတွေထဲမှာသူပြောချင်တဲ့ပုံစံမျိုးကဒီလိုကိုကဒီလိုမျိုးပြောမယ်ဆိုလို့ရှိရင်နည်းနည်းဝဝဝဝမပြောဘဲနဲ့လုံးဝဟိုပြက်ပြက်တသားနဲ့ကိုယ့်ရဲ့ဒီအားတာချက်ကိုပေါ့နော်တေချာပြောခိုင်းတာမျိုးပြီးတော့လို့ရှိရင်ဟိုအပေါ်ရံမပြောတာမဟုတ်ဘဲနဲ့လုံးဝအတွင်းကြကြပေါ့နော် story လေးတွေထည့်ပြီးတော့ပြောတာပေါ့နော်ဥပမာ customer ကိုဘယ်လိုမျိုးပုံစံမျိုးတွေလုပ်လဲအတူတူလုပ်တဲ့အလုပ်လုပ်တဲ့လူတွေနဲ့ဆိုလို့ရှိရင်ဘယ်လိုပုံစံမျိုးလေးနဲ့အလုပ်လုပ်တယ်ဆိုရဲဒီ story တကယ်အပြင်မှာလုပ်တဲ့ story လေးတွေကိုပါထည့်ပြောရဲဆိုလို့ရှိရင်ပို့ပြီးတော့ကောင်းနေဆိုပြီးတော့သူကပြောထားတယ်ပေါ့နော်အမခုနကတော့ဆိုလို့ရှိရင်အဲ့ပြောရတဲ့မှာအင်္ဂလိပ်လိုလေးဒီတချို့အလုံးတေးသေးလေးတွေပါတာလေးရှိရပေါ့နော်ဒါကကြတော့ဒီနေ့ကဘယ်လိုဖြစ်လဲဆိုတော့ဟို ChatGPT နဲ့ဒီအဲ့ဒီ speaking practice တွေလုပ်ထားတာတွေကအဲ့ဒီသူတို့ပေးထားတဲ့ဟာပေါ့နော်ပို့ပြီးတော့ level မြင့်တဲ့ version မြင့်တဲ့ဟာကဒီနေ့က limit ပြည့်သွားတဲ့ခါကျတော့ဒီမှာ standard voice နဲ့ပဲပြောတာဆိုတော့နည်းနည်းအင်္ဂလိပ်လိုစကားလုံးလေးဂျားမှာပါတာမျိုးလေးရောရှိသွားတယ်ပေါ့နော်ဒါပေမဲ့သူပြောတာတွေကအကုန်လုံးကောင်းပြီးတော့လုံးဝကိုယ့်ရဲ့ဒီအားတာချက်ကိုလုံးဝ perfect ဖြစ်တဲ့အဖြေမျိုးကို तू ကပြောသွားပြီးတော့နောက်ဆုံးမှလည်းဒီလိုပုံစံမျိုးပြောဆိုတာမျိုး example နဲ့တော့ तू ကပြောသွားပြီးတယ်ပေါ့နော်လုံးဝအရန်မိုက်တယ်အဲ့တော့အားလုံးလုပ်ကြည့်ကြည့်ပေါ့နော်ဒီနေ့ကကျမ role play လုပ်ပြခဲ့တာပတ်တန်၃မျိုးပေါ့နော်ပထမတစ်ခုကကျတော့ဘာရင်မဟုတ်ဒီလိုမျိုးဟိုရောက်တဲ့ရရရှောက်ပြီးတော့ပြောရမျိုးဒုတိယတစ်ခုကကျတော့ကိုစာလုပ်နေနေနားမလဲအကြောင်းအရာကိုသူစကားပြောပြီးတော့မိရတတိယတစ်ခုကကျတော့ interview practice နဲ့ပတ်သက်ပြီးတော့ tips and tricks လေးမိရမျိုးပေါ့နော်အဲ့တော့တခြားလုပ်လို့ရတဲ့အားတွေလည်းအများကြီးရှိတယ်ဒီနေ့ကတော့ speaker နဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုး practice လုပ်ရမလဲဆိုတာပြပြပြီးတော့ဖြစ်ပါတယ်အဲ့တော့ဒီလိုပုံစံမျိုးနဲ့တနေ့နည်းနည်းသူနဲ့ practice လုပ်လို့ရှိရင်ပေါ့နော်3-5လလောက်ကြာတဲ့ခါမှာကိုယ့်ရဲ့ဒီ speaking skill ကလုံးဝတိတိတတ်တာတိုးတက်လာမယ်ဆိုတာကိုလုံးဝအမခံပါတယ်အဲ့တော့ဒီလိုပုံစံမျိုးနဲ့ပြောပြီးသွားလို့ရှိရင်လည်းသူ့ကို feedback ပြန်ပေးခိုင်းပါတော့ကိုပြောရတဲ့စကားမှာအဒီ grammar form တွေဘယ်လိုမျိုးမှားသွားလဲပြီးတော့လို့ရှိရင် natural မဖြစ်တဲ့အားမျိုးတွေဆိုလို့ရှိရင်ဘယ်လိုလဲဆိုတာမျိုးကိုသူ့ကိုပေါ့နော်ကိုက feedback ပေးပြီးတော့ပြင်ခိုင်းလို့ရပါတယ်အားလုံးပဲဒီလိုမျိုးလေးလုပ်ကြည့်ကြပါတကယ်လို့ဒီဟာနဲ့ပတ်သက်ပြီးတော့နားမလည်ဘူးဆိုလို့ရှိရင်လည်း comment box မှာမေးလို့ရပါတယ်အားလုံးပဲနောက်ဗီဒီယိုမှာပြန်တွေ့မယ် bye bye